ဟိုမှာစုပုတ်ကြီးခူးလောက်ငါသမီးပြကြရင် မခုညမမစပုတ်ရနန်းနဲ့မခုညမ လေဒါနန်နာမနန်နဲ့နန်နဲ့နဲ့ နန်းတော့ဆိုစပုတ်ကြီးမစပုတ်လေးပဲခုမှ မင်းတလဲသီးလေးလည်းတီးနေတာဒီမှာဒီမှာနူသေးရဲ့တလဲသီးလေးကမိခိုင်တို့ရဲ့အကိုချံကိုရောက်နေတာတောင်အင်းနော် တောင် တောင်ခိုင်း တောင်ခိုင်းပြောပါလေမားလို့ပါဝဲမားလို့ပါ မင်းမားစရာအဲ့ဒါကြီးမမား ဒီ တောင်ကြီးမဟုတ်ပါဘူး တောင်ကိုင်း တောင်ကိုင်းတောင်ရင်ကိုတမျိုးကကြိုက်ကြ ဒါအမဘဘကအထီး ကျွေးရဟဲ့ တတ်သိပြရမှာ ဟုတ်တယ်ဩဓမ္မဒါဘာသီးလေးဒါမှ လေးချူသီးတရုတ်သီးတဲ့အပင်နေနေနဲ့သီးနာတော့မကြည့် လုံးနေမယ်သီးသီးတွေမှာ တရုတ်သီးတဲ့ ခုလို့ရ ဒါတရုတ်သီးတဲ့မကြည့်အောင်ပိနေသီးတဲ့အမပင်နေနေနဲ့သီးနေနေသားပင်ပခတ်လွဲ ပြည့်သီးလေသီးဟိုမှာ အဲ့ဒါကပိနေသီးဒါကတရုတ်သီးဒါကအဖုတ်ကြီး မာရီကောင်းလာလားခလေးကို ဘာခလေးနဲ့ ရမော်ရီဟဲ့ ရှန်မာစပုတ်ကြီးအမပဲထိုးလိုက်တော့တော့ဒီထိုးတယ်ဟုတ်တယ်စပုတ်ကြီးတာနန်းလားနိုင် ဟဲ့လမ်းမကောင်းပါလေဟာ အဲ့လူရကြိုက် စားလို့ကောင်းတယ် ကြားလဲဟဲ့ကြားလေးကြီးဘူးနော် ရော့ ဟုတ်ကြပါမဲမယ်မဲတဲ့ကြီးမှုယိုနေ နေ့ခက်ကြပဲဟိုဟာလေးနဲ့ဒါလေးကြီးရှမ်းမဲ ဘာပဲဟွာလေးတော့ ဟိုဟာလေးဘာဟိုဟာလေးစွန်နနီပဲနဲ့စွန်နနီပဲဟင်းရပြီးတော့ဒါလေးခတ်တောင်းမဲ ကောင်းမကောင်းမြာတရက်ရှင်တော့လေးနော် တည်းချင်းတော့ စက်သားကြုံ စိတ်သားကြောက်တယ်အော်ဆိုးရစိတ်သားစက်ဝမဆောင်တော့ချင်းလေးကြောင့်မ ဟု ဆောင် တ်တယ်တမီးကချီလေးကြောင့်စား အဲ့တော့ငါချင်း၅ကြောင့်ပစုံထွက်ကြည့် ချင်းအားကြောင့်မဟုတ်ချင်းအများကြီးပစုံကောင်းတယ်ဒါပေမဲ့တမီးပစုံမစားမေးဟေးမင်းအာလူကျော်ဘူးတွေမရောင်းချင်တော့ဘူး ညီကဘာကိစ္စနဲ့မရောင်းချင်ရတော့အော်ဖ မရောင်းချင်တော့ဘူးလို့ ဟောတော့ကိုထမင်းကျွေးနေတဲ့လုပ်ကလေးကိုဟဲ့ညီကဘာလို့မရောင်းချင်ရတော့ညီကဒါမှမရောင်းညီဘာလုပ်မှာတော့ မင်းကလည်းအာလူကျော်ဘူးလေးကဒါလေးပဲကြံတော့တာတမီးဒါတွေရောင်းလိုက်လို့ရှိရင်တမီးမစားမှာလဲလို့တမီးစားတယ်မှမကြံတော့တာဘူး ခေါင်းစားမလေးညောရေးရမှာပါနော်သွားအကိုသွားပြီးဈေးခင်းကြီးတော့သွားဘာလုပ်တော့နေကမနဲ့အဲ့ရထားတဲ့နင့်ငါကြည့်တာစူပုတ်မုံတုံတာပဲငါစင်းရင်းနေလို့မရဟောတော့သွားအကိုစင်းပြီးဈေးခင်းကြီးတော့လို့ဟဲ့ခင်းဆိုခင်းအောင်မခင်းနဲ့နော်ကိုရောင်းတဲ့နေရာလေးလည်းပြောလိုက်အောင်ပြောဒိဋ္ဌာလေးလည်းပြောတိရဆိုပြောတယ်ပြကြမှာမှားလို့ကနှစ်တက်မှာပြော 54လမ်း130နေကြာတီတာဥဒ္ဓမယုံပေး သွားခင်းကြီးတော့ ဒီနေ့လည်းရောင်းအောင်မလား ဟောတော့ရောင်းမှာလို့